ပရိသတ်ကြီးရဲ့အခုအီယန်စစ်ပွဲရဲ့တိုက်ရိုက်ရိုက်ခတ်မှုကခမရတို့ဖုန်းဒီစီကိုတန်တန်မတ်မတ်ရောက်လာမယ်ဆိုတာသိရလားတကယ်တော့ဒီစစ်ပွဲကရေနံစစ်ဒါမှမဟုတ်ဓာတ်ငွေစီးတွေပဲမြင့်တက်စေတာမဟုတ်ဘူးနော်အခုဆိုခမရတို့ရဲ့အင်တာနက်ကိုပါဒုက္ခပေးတော့မှာပါလူတွေကအင်တာနက်ကိုဂျိုးတူတွေကနေလွှင့်တင်ထားတယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့တကယ်လက်တွေကတခြားစီဗျာကမ္ဘာအင်တာနက်ဒေတာရဲ့69%လောက်ကပင်လယ်အောက်ကျမ်းပြင်မှာရှိတဲ့ fiber optic cable ကြိုးတွေကနေတွာလာနေကြတာဒီ cable ကြိုးတွေကနေပဲ email တွေ online ဖတ်လုပ်ငန်းတွေ cloud data တွေ video call ဆိုမှုတွေ streaming နဲ့ internet ငွေပေးချေမှုတွေအကုန်လုံးကိုတဲဆောင်ပေးနေတာပါပြဿနာကတော့အိန္ဒိယရဲ့နိုင်ငံတကာအင်တာနက်ချိတ်ဆက်မှုတွေကအာရေဗျပင်လယ်နဲ့ပင်လယ်ကွေ့ဒေတာတွေကနေဖတ်တန်းသွားရတာပဲသတင်းတွေအရဆိုရင်အိန္ဒိယရဲ့အနောက်ဖက်အသွားအလာအင်တာနက်ဒေတာသုံးပုံတစ်ပုံနီးပါက Hormuz ရဲ့လက်ကြားနာက cable ကြိုးတွေပေါ်မှာမှီခိုနေရတာတဲ့အဲ့ဒီထဲမှာမွန်ဘိုင်းနဲ့ချန်တိုင်းကနေဥရောပနဲ့အရှေ့အလယ်ပိုင်းကိုဆက်သွယ်ပေးတဲ့ CMEWE, IMEWE, Falcon လိုမျိုးအထူး cable စနစ်တွေပါဝင်နေ။အီရန်ကအမေရိကန်ကိုဖိအားပေးဖို့ Hormuz ရဲ့လက်ကြားကနေရေနံပို့ဆောင်မှုတွေကိုပိတ်ဆို့ထားတဲ့အတွက်သူတို့ရဲ့နောက်ထပ်ပြစ်မှတ်ကဒီ fiber optic cable ကြိုးတွေဖြစ်လာနိုင်တယ်လို့ခန့်မှန်းရတယ်။ဆိုလိုတာကတော့အခု Hormuz ရဲ့လက်ကြားဟာရေနံပိတ်ဆို့တဲ့နေရာ oil choke point again digital ပိတ်ဆို့တဲ့နေရာ digital choke point ဖြစ်လာတိပေါ့ဗျာ။ဒီစစ်ပွဲစုံထဲမှာရေအောက်ပေါက်ကွဲမှုတွေများဖြစ်လာခဲ့ရင်ဒီပင်လယ်အောက် cable ကြိုးတွေဟာကြီးကြီးမားမားပျက်စီးဆုံးလိုက်အကြီးမားဆုံးချင်းချောက်မှုကတော့ပြုပြင်ရေးရပ်တန့်သွားတာပဲပဋိပက္ခတွေနဲ့ဒုံးကျည်ပစ်ခတ်မှု NDA ကောင် cable ကြိုးပြင်တဲ့ သင်္ဘောတွေကသူတို့အလုပ်ကိုမလွတ်လပ်ကြဘူးအရေးကြီးတဲ့ cable ကြိုးတစ်ခုပြတ်သွားရင်ပြန်ဖို့ကိုလာပေါင်းများစွာကြာနိုင်တယ်ပြီးတော့အရန်လမ်းကြောင်းတွေကလည်းဒီလို data အများကြီးကိုကင်တွယ်နိုင်တဲ့စွမ်းရည်မရှိဘူးဒါကခင်ဗျားတို့ရဲ့ပြည်တွင်း internet ကိုတက်ရောက်မှုရှိပေမဲ့ cloud platform တွေကမ္ဘာလုံးဆိုင်ရာဘဏ်လုပ်ငန်းတွေနိုင်ငံတကာ streaming တွေနဲ့ online ငွေပေးချေမှုတွေလိုနိုင်ငံတကာ server နဲ့ဆက်တဲ့ဝန်ဆောင်မှုတွေကတော့အရန်ကိုနှေးကွေးလီးလန့်သွားလိမ့်မယ်ဗျာ